ဝင်ပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါအောင်ပြောနေတာ ဒီကောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညကလည်းငါ့ကိုအကောင်လိုက်ကြီးတရေချောက်တယ် မင်းကလာတဲ့ဇောက်ခွေရဲ့ပစ္စည်းတွေကိုဒီကောင်အိမ်ကိုယူလာလို့ခိုက်တာဒီကောင်ပြူစားခံရတာ ဟဲ့ပါတခုချက်ချင်းပြီးတော့ဒုက္ခရောက်ပါတယ်ဗျာ ဘာကြီးလဲမင်းပြောနေလူဆိုတဲ့ဟာလေငါတို့ပေးရင်လည်းဖြတ်လိုက်ကောင်းပါ ဖြောပြတင်ဆက်မဲ့မင်းသားတို့ကျွန်တော်တို့စိန်ဝင်းတို့ကတဲ့ဇက်ပွဲရဲ့ခေါင်းဆောင်မင်းသားကျိုးလေးစိန်ဝင်းရဲ့ချစ်စရာလေးဆိုတဲ့တေးလာကဲရွာသားတို့ရေဖေးမှလို့သာပေးကြပါတော့ဗျာsay win စမင်းတော်လေးမောင် say win စမင်းတော်လေးမောင် say win ပြပြမမေကူကူမမအပီကြနေမောင် say win ပြပြမမေကူကူမမအပီကြနေမောင် say win ချစ်စရာလေးနော်ချစ်စရာလေးနော်မြတ်တာပြီးတော့စိန်ဝင်းစတဲ့ပင်ကြည့်စမ်းဒီမင်းကပ်နေတော့ဘလူးဖေးနေလို့ညအရာမာခံနေတာပဲမင်းနိုင်လို့ကြည့်လို့ဒီရစိန်ဝင်းကိုပါဦးကြည့်လိုက်ကြည့်စမ်းပါဘာကွက်လေးမှတ်နေအောင်ဘယ်ရောက်ကုန်လဲမသိဘူးကျလို့တခြားလိုက်မှတ်ထားအောင်အေးပါလိုက်မှတ်မောင်စိန်ဝင်းပြပြမေမေကိုကိုမမအပီကြနေမောင်စိန်ဝင်းချစ်စရာလေးနော်မြတ်တာပြီးတော့စိန်ဝင်းစတဲ့ပင်လာပြီးတော့စိန်ဝင်းမင်းဘာလို့လဲတော့ဘီဒီရောလက်ရောမကြိုက်နေတာလေဟမ်မင်းအဲ့လိုမကားတော့မင်းအဲ့လိုစက်ကောက်လို့ဒီကလည်းမင်းကကောင်းပြစိတ်နဲ့ဝါဆမ်းညာအေးမင်းတို့ကမထီးနဲ့နော်မင်းမမအပီကြနေမောင်မကောင်းဆုံးကအဝင်ပြောင်းပြီးတော့လူတွေပါဆွဲရမယ်ဒါအောင်ပြောနေတာ ဒီကောင်ရောက်ကြတဲ့အဆင်မပြေတာဟမ်ညကလည်းငါ့ကိုအကောင်လိုက်ကြီးတရေချောက်တယ် မင်းကလာတဲ့ဇောက်ခွေရဲ့ပစ္စည်းတွေကိုဒီကောင်အိမ်ကိုယူလာလို့ခိုက်တာဒီကောင်ပြူစားခံရတာ ဟဲ့ပါတခုချက်ချင်းပြီးတော့ဒုက္ခရောက်ပါတယ်ဗျာ ဘာကြီးလဲမင်းပြောနေလူဆိုတဲ့ဟာလေငါတို့ပေးရင်လည်းဖြတ်လိုက်ကောင်းပါ